Screen size 6.9 inch နဲ့ Apple ရဲ့အကြီးဆုံး iPhone display ဖြစ်တဲ့16 Pro Max 120Hz ပါတာဖြစ်လို့ scroll လုပ်တာဂိမ်းဆော့တာအရင် smooth ဖြစ်ပြီးအောက်တော့မှလည်းအလင်းအမြင့်နဲ့ display ဖြစ်တာကြောင့်နေပူထဲမှာတောင်ကြည်လင်ပြတ်သားစွာမြင်နိုင်ပါတယ်။ AMD Pro ချီဆက်သုံးပေးထားတာကြောင့် video editing, gaming, multitasking လုပ်တဲ့အခါမှာလည်း performance ကောင်းပြီး AI feature တွေကိုလည်းမြန်မြန်ဆန်ဆန်သုံးပြုနိုင်ပါတယ်။ Main camera 48 megapixel, ultra wide 48 megapixel, telephoto 12 megapixel သုံးထားပြီး fire optical zoom ကိုအရည်အသွေးကောင်းကောင်းနဲ့ရိုက်လို့ရမှာပဲဖြစ်ပါတယ်။နောက်ပြီး25ဆအထိ digital zoom ကိုလည်းအသုံးပြုနိုင်ပါသေးတယ်။ Battery performance အရင်ကောင်းပြီး4600ကျော် mAh ပါဝင်တာကြောင့်တစ်နေ့တာ Facebook, TikTok, YouTube ကြည့်တာ Messenger, Viber သုံးတာဓာတ်ပုံရိုက်တာ ဗီဒီယိုရိုက်တာဖုန်းခေါ်ဆိုတာဒီလိုပုံမှန်အသုံးပြုမှုတွေနဲ့တစ်နေ့တာလုံးအားမကုန်မဲ့အသုံးပြုနိုင်ပါတယ်ရှင်။ AMD Pro ချီဆက်ကြောင်း power efficiency ပိုကောင်းပြီး battery စားနှုန်းကိုလျော့နည်းစေပါတယ်။ဒါအပြင် PUBG, Mobile Legends, COC Mobile စတဲ့ game တွေကိုအချိန်ကြာဆော့နိုင်ပြီး battery drain ကိုလည်းတက်တာစေပါတယ်။ဒါကြောင့် gaming, camera, battery စတဲ့အပိုင်းတွေကို performance ကောင်းကောင်းနဲ့အချိန်ကြာအသုံးခံမဲ့ iPhone လိုချင်နေဆိုရင် iPhone 16 Pro Max ကအကောင်းဆုံးရွေးချယ်သင့်တဲ့ flagship ဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ်ရှင်။မတို့ဆိုင်လေးရဲ့ official page လေးကတော့ follower 2 သိန်းနီးပါးရှိတဲ့ iTrue Mobile လဲရန် page ဖြစ်ပြီးဆိုင်လိပ်စာလေးကတော့ရန်ကုန်ကမာရွတ်မြို့နယ်လဲရန်စင်တာရှိတဲ့လဲရန်တလန်လေးထဲမှာဖွင့်လှစ်ပေးထားပါတယ်ရှင်။